စိတ်က6ပြန်ပြီးတော့တစ်ဆင့်ပြန်စဉ်းစားကြည့်အကြည့်မျက်လုံးလူတိုင်းအကြည့်လူတိုင်းရဲ့မျက်လုံးမှာတကိုးရှိအိုင်းစတာမျက်လုံးမှာတကယ်တကိုးရှိမယုံရင်စမ်းကြည့်ဟိုမှာခြားလေးတွေနော်လူငယ်တွေဒီထဲမှာအသက်16နဲ့20ကြားစကီလေးတွေတွေ့အဲ့စကီလေးကရိုးမို့နော် B31 G44 B အမှန်စားကြီးပြန်စားဂီတာရှိတ်ကလေးနော်ကျွန်တော်ပြောတာရက်တောင်ရှိတ်တို့အာဘေးကြောက်ရှိတ်တို့ခောက်လိုက်နော်ရောင်ဝဲဦးရှိတ်တို့ပုတ်ရှိတ်တို့တိုက်ကြီးရှိတ်တို့ခောက်လိုက် B31 G44 B အမှန်စားကြီးပြန်စားဂီတာရှိတ်ကလေးတွေလမ်းမှာသူ့မျက်နှာနဲ့ကိုယ့်မျက်နှာသူ့မျက်လုံးနဲ့ကိုယ့်မျက်လုံး face to face eye to eye တွေ့ရင်မျက်တော်မခါပဲသေးချာကြည့်မျက်လုံးနဲ့တကုန်း10မိနစ်လောက်ကြည့်လိုက်ရင်အဲ့ဒီမျိုးသမီးလေးရင်ထဲမှာဖိုးတိုးပတ်တာဖြစ်လာမျက်လုံးနဲ့တကုန်းမျက်တော်မခါနဲ့ဆက်ကြည့်အောင်နောက်ထပ်9မိနစ်လောက်ကြည့်လိုက်ရင်အဲ့ဒီမျိုးသမီးလေးရင်ထဲမှာဒုံနဲ့ဖြစ်ဆက်ကြည့်အောင်မျက်တော်မခါနဲ့နောက်ထပ်3မိနစ်လောက်ကြည့်လိုက်ရင်အဲ့ဒီမျိုးသမီးလေးရင်ထဲကကြက်ပြီးမှတ်ချက်ချဒီလူကြီးအကြည့်ရဲတာနှာဘူးကြီးတဲ့လူတွေဒီလူကြီးအကြည့်ရဲတာနှာဘူးကြီးတဲ့လူတွေအဲ့ဒါမျက်လုံးရဲ့တကူအိုက်စ်ပါ